ကဲအခုဆက်ပြောမှာကျွန်တော်တို့ဒီ adjustment ပါတယ်နော်ဟိုဒီဘက်က adjustment နဲ့က cap ထိပဲရောက်သေးတာနော်ဟို exposure စပြောမယ်ဆိုတော့ဒီလို sample ပုံဖွင့်လိုက်မယ်ဒါတွေကလည်းအလင်းမောင်ချိန်တောင်ပဲသူကဆိုတော့ဒီပုံလေးဖွင့်ကြည့် resolution နည်းလို့ရှိရင်တော့တိတ်မသိတာဘူးသူကနော် adjust လုပ်ကြတာကဲဆိုတော့ image adjustment exposure နော်အလင်းပြင်အားကိုပြောမယ်ဆိုသူ့ရဲ့တန်ဖိုးကိုအများကြီးတော့တင်လို့မရအောင်နော် India အခန်းနေပါဆိုလို့ရှိရင်တော့ပိုတည်တာတယ်နော်ဘယ်လောက်ထိလင်းမလဲဒါမျိုးတင်လို့ရတယ်တော့နော်နည်းနည်းချင်းဒီပဲသွားမယ်တော့ပြင် offset တန်ဖိုးတွေဒီခုနဲ့ဒီခုကတော့မတူလောက်သွားတာနော် gamma နော်တန်ဖိုးတွေပြင်ပြီးသွားလို့ရတယ်တော့နောက်တစ်ခုက image adjustment vibrance နော် vibrance တိုးလို့ရတယ်ဒါမျိုးပို့ပြီးတော့အရောင်တောက်လာတယ်တော့ saturation ဒါမျိုးနော်ပြင်လို့ရတယ်နောက်တစ်ခုက image adjustment hue saturation hue saturation ကျတော့ဘယ်နေရာမှာသုံးလဲဆိုတော့အရောင်တွေပါတယ်ပြောင်းညင်သုံးလို့ရတယ်ဆိုတော့ default ပုံလေးတစ်ချက်ကြည့်အောင်ဆိုတော့ဒါမျိုးပေါ့ဒီထဲမှာဆိုလို့ရှိရင်ဒီအဝါရောင်ပန်းလေးတွေပေါ့ဒီကောင်လေးတွေကိုဘယ်ရောင်ပြောင်းညင်လဲပေါ့ image adjustment hue saturation master ဆိုတဲ့နေရာမှာအဝါရောင်ပြောင်းမှာဖြစ်တဲ့အတွက် yellow ရွေးထားလိုက်မယ်နော် yellow channel ပြီးတော့မှဒီနေရာမှာ hue မှာအရောင်ဆက်ပြီးဦးမယ်သူကဘယ်ဘက်ကိုသွားခြင်းလဲပေါ့ဒီပုံထဲမှာပါတဲ့အဝါရောင်အပိုင်းတွေပဲသူပြင်သွားတာနော်အဝါရောင်အပိုင်းတွေပဲသူပြင်ပေးသွားတယ်နော်ဒါမျိုးလေးတွေပေါ့နောက်တစ်ခုအဲ့ဒီမှာ saturation ဆိုတာအဲ့ဒီ color ရဲ့အနုရင်ကိုပြောတာဘယ်လောက်ထိအရောင်တောက်မလဲနော်အရောင်ဖြော့ချင်လားတောက်ချင်လားရွေးပေးလို့ရတယ် light နဲ့ကြတော့ဒီ channel အလင်းမှောင်ပေါ့နော်ဒီ channel အလင်းမှောင်ပြောတာသူကreset ချခြင်းတော့ order fill and cancel နေရာမှာ reset ရတယ်နော်ဒါပြောခဲ့လားတော့မသိဘူးနော်ဘယ် setting မှမဆို order fill and cancel နေရာမှာ reset ရတယ်တစ်ချက်ကလေးနှိပ်ပြီး reset နော်ပြန်ထွက်စရာမလိုနောက်တစ်ခုဒီနေရာမှာကျွန်တော်ဒါလေးကိုဟိုဟာဖြစ်ချင်တာလीဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ selection 2တွေတုံးတော့မယ်နော်ဒီကောင်လေး quick selection 2ပြောခဲ့လားမသိပြောခဲ့တယ်နော် quick selection 2ယူလိုက်မယ်ပြီးရင်ဒီဘိုင်းလေးကိုကျွန်တော် select ပေးမယ်သူရဲ့ size ကတော့တုံးဝင်ပိတ်နဲ့ချဲမယ်ဒီဘိုင်းလေးပေါ့နော်တုံးဝင်သားနဲ့ပြန်ခြုံလိုက်တယ်ရပြီနော်ပြီးပြီဆိုတော့မှ image adjustment hue saturation သူက red channel အဲ့ဒီအတွက် red ကိုရွေးလိုက်မယ်ပြီးတော့မှ hue မှာအဝါရောင်ဘက်ကိုဆက်ပေးလိုက်မယ်နော်အဲ့မျိုးလေးပေါ့နော်သူရဲ့ saturation အနှုတ်ရင်ပြင်ပေးလိုက်မယ်နော် okay select ဖြောက်တယ် select ကနေ deselect ဒါပဲတော့နော်ဒီလိုနည်းနဲ့သုံးသွားလို့ရတယ်ဒါက image adjustment hue saturation ကိုသုံးသွားရပါကဲဆိုတော့ဒီနေရာမှာအပြောင်း channel ပြင်နေတယ်ဆိုလို့ရှိရင်လည်းပဲဒီကနေ blue channel ရွေးပေးလိုက်ပြီးတော့မှအပြောင်း channel ဒီပုံမှာရှိတဲ့အပြောင်းအပိုင်းတွေကိုပဲသူပြင်သွားမှာနော်တခြားအပိုင်းတွေအလုံးမလုပ်တော့ဘူးဒီစီရမယ်နော်နောက်တစ်ခုကျတော့ image adjustment color balance ကျတော့သူကအရောင်ကို adjust လုပ်ရုံပဲပြောင်းသွားအောင်လုပ်တာမဟုတ်ဘူးနော် color balance image adjustment color balance နော် color balance ကျတော့ဒီမှာအဝါရောင်တွေများနေလို့နော်ရှော့ခြင်းနဲ့ဆိုလို့ရှိရင်တော့အပြာတော့များလာလိမ့်မယ်ကျွန်တော်သွားလိုက်အဝါရောင်တော့ရော့သွားမယ်ပြာတွေများလာလိမ့်မယ် tone balance မှာလည်းတော့ shadow mid tone highlight ၃မျိုးရှိတယ်နော် reset ကျွန်တော်ချလိုက်တယ် shadow နဲ့ဆိုလို့ရှိရင်တော့အဝါရောင်တော့ရော့သွားလိမ့်မယ်အပြာများမယ်အရိပ်ကျလာမယ်မှောင်လာမယ်ပေါ့နော် shadow နဲ့ဆို mid tone ကတော့အလဲလဲပဲ highlight ကျတော့အရင်လင်းပါနော်အပြာများလဲများမယ်လင်းလဲလင်းလာမယ်ပေါ့ဒါမျိုးတော့နော်ရန်လင်းနေတယ်တော့
default ကတော့ mid တုံးမှာပဲထားတယ်နောက်တစ်ခုက image adjustment black and white ဒါတော့ရှင်းတယ်နော်ဖြူမဲလောက်သွားမှာဒီမှာတစ်ခုအားထားတဲ့ချက်ကသူက channel တစ်ခုချင်းစီကိုအလင်းမှောင်ပြင်လို့ရတယ်နော်အဖြူမဲပြင်လို့ရတယ်ဆိုတော့အဖြူမဲပြင်လို့ရတယ်ပေါ့ဆိုတော့အဝိုင်အောင် channel ကိုပို့ဖြူချင်တာဒါဆို yellow channel ကိုအဖြူဘက်တွန်းပို့လိုက်ဒါမျိုးလေးပေါ့ဖြူလာပြီတော့နော်မဲချင်းလည်းမဲပြလို့ရတယ်ဒါမျိုးပေါ့ပြင် green channel ကိုနည်းနည်းလေးပို့ဖြူချင်နေတယ် green channel ကိုဖြူဘက်တွန်းပို့လိုက်ဒါမျိုးပေါ့ပြောင်း channel မဲချင်းနဲ့ blue channel ကိုမဲဘက်တွန်းပို့လိုက်ဒါမျိုးလို့ဒီလိုပြင်သွားလို့ရတယ်ဒီလိုနည်းနဲ့နော် black and whiteနောက်တစ်ခုက photo filter ကျတော့သူကအခုဒီကောင်ကြည့်ရတာအရင်အဝိုင်လေးတောက်နေရပေါ့ကြည့်ရတာအစင်မပြေဘူးသူနည်းနည်းလေးအပြားဘက်တန်းကျင်နေဆိုလို့ရှိရင် filter မှာကျွန်တော် cooling filter ကိုရွေးလိုက်တယ် cooling filter အပြားဘက်ကိုတန်းသွားတယ်နော် density ဘယ်လောက်နဲ့သွားမှာလဲအဲ့ဒါကြည့်ရတာမျက်စိအေးသွားတာပေါ့ဒါမျိုးပြန်တင်ပေးလို့ရတယ်အများကြီးပါပဲဒီမှာနော်ရွေးပေးလို့ရတယ်နောက်တစ်ခုက image adjustment channel mixer နော်ဒီလောက်ကတော့အများကြီးတော့တုံးတော့မတုံးပါဘူးအတုံးတော့နည်းတယ်နော် channel ဒီခုနဲ့ဒီခုပြန်ရောပလိုက်တာပေါ့နော်ကြောက်ပြီးနောက်တစ်ခု image adjustment invert ဒါတော့ပြောင်းပြန်လုပ်ပလိုက်တာနော် negative ပုံစံလေးပေါ့နော် negative ပုံစံလုပ်သွားတာ control I နဲ့သွားတယ်သူ shortcut ဘယ်နေရာမှာသုံးလို့ရလဲဆိုကျွန်တော်တို့ဒီနော်ဒီ material တွေကတဲ့အခါနော် AutoCAD အတွက် 3D Max အတွက် material ကိုအောင် custom ဖန်တီးတဲ့အခါမှာအသုံးဝင်တယ် band file တွေပါလုပ်တဲ့အခါနော်ဒါတော့အသုံးဝင်တယ်တော့နော် control I နဲ့သွားတယ်နောက်တစ်ခုက posterized အသုံးတော့နည်းပါတယ်ဒါကတော့နော်ရှင်းတယ်နော် poster ပုံစံလုပ်သွားတာနောက်တစ်ခု image adjustment threshold ကျတော့လည်းပဲကျွန်တော်တို့ဒီ material band file တွေလုပ်တဲ့အခါမှာအသုံးဝင်တယ်အဖြူနဲ့မဲ2ရောင်ပဲသူကလုပ်ပြီးသွားတာဒါမျိုးပေါ့ရှင်းများပုံတွေကိုအဖြူနဲ့မဲ2ရောင်ပဲလုပ်ပြီးသွားတာနော် threshold image adjustment threshold နော်ဒီကောင် gradient map ဒါတော့ graphic ပိုင်းနဲ့ဆိုင်တယ်နော် gradient map graphic design နဲ့ဆိုင်နော် image adjustment နောက်တစ်ခုက selected color နော်ဒီနေရာမှာအဝါရောင်ကိုဘာပြင်မလဲပြင်လို့ရတယ်နော်ဒါမျိုးပဲကျွန်တော် hue saturation ပုံစံဝင်သူလေးလောက်သွားတာဒါမယ်နော်လိုအပ်တုံးလို့ရပါတယ်ဒီကောင်နောက်တစ်ခုကျတော့ shadow highlight အသုံးဝင်နေတာတော့နော် shadow highlight ကြတော့ကျွန်တော်ဒီပုံမှာတစ်ချက်ကြည့်နော်ဒီပုံမှာဆိုလို့ရှိရင်ဒီနေရာတွေကအရန်လင်းတဲ့အပိုင်းတွေပေါ့ဒီနေရာဆိုလို့ရှိရင်လည်းနည်းနည်းမှောင်တဲ့အပိုင်းတွေအဲ့မှာသူကပုံမှန်တိုင်းကျွန်တော်တို့ cap ကို level နဲ့ချိန်မယ်ဆိုလို့ရှိရင်တစ်ခုလုံးအလင်းမှောင်ပြင်သွားတာလေအဲ့အတွက်သူကနှစ်ခုခွဲပြင်ခြင်းနဲ့အရန်လင်းတဲ့အပိုင်းတွေကိုတခန့်အရန်မှောင်တဲ့အပိုင်းတွေကိုတခန့်ပြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ image adjustment shadow highlight ကိုသုံးနိုင်တယ်နော် shadow highlight ပို့ပြီးတည်တော့ကျွန်တော်တို့တခြားပုံလေးနဲ့ဆက်ပြမယ်ဒီလိုပုံမျိုးပေါ့ဒါဆိုပို့တည်တာတယ်တော့နော်ဒီနေရာလေးဆိုလို့ရှိရင်ဒါအရန်လင်းတဲ့အပိုင်းတွေပေါ့ရန်လင်းတဲ့အပိုင်းဒါဆိုမှောင်တဲ့အပိုင်းတွေနော်ကဲဟုတ်ပြီ image adjustment shadow highlight တဲ့ဝင်လိုက်ပြီဆိုတာနဲ့တွေ့ဒီမှာပြောင်းပြီးတာအလိုက်တင်ချိန်ပေးပြီးတာဒါကပုံမှန်အခြေအနေနော်ဒါကကျွန်တော်တို့ preview ဖွင့်ပေးလို့ကြည့်လို့ရတယ်ဒါသူပြင်ပေးထားတာနော် shadow အမောင်းကိုတိုးလိုက်မယ်ဆိုလို့ရှိရင်မှောင်တဲ့အပိုင်းတွေကလင်းလာပေးတယ်မှောင်တဲ့အပိုင်းတွေပဲဒီအပိုင်းတွေလုံးဝမပြောင်းနေဘူးနော်သူကအရန်လင်းတဲ့အပိုင်းတွေမှောင်စေချင်တယ်ဆိုလို့ရှိရင်တော့ highlight အမောင်းကိုတိုးပေးပါတယ်အရန်လင်းတဲ့အပိုင်းတွေမှောင်သွားပေးတယ်ဒါမျိုးနှစ်ခုကိုလိုလိုချိန်လို့ရတယ်ဒါမျိုးနော်ဒါ shadow highlight ကိုတုံးသွားတဲ့အပိုင်းနောက်တစ်ခုကနော်ဒါတွေကတော့တိတ်တော့အသုံးဝင်ပါ variation ဆိုလို့ရှိရင်သူကဒီမှာ
sample ရွေးပေးလို့ရတယ်ဆိုပါတော့ကျွန်တော်တို့ပုံလေးကိုပို့ပြီးတော့ link ရလာလိုက်ကြအောင် preview ဒီမှာကြည့်လို့ရတယ်နော်ဒါ original နဲ့ current back ပြီးရင်ပို့ပြီးတော့စိမ့်ညံလာ more green ဒါမျိုးပေါ့ magenta more blue okay ဒါဆိုကျွန်တော်ချိန်များလေးရပြီတော့ရမယ်နော်နောက် image adjustment desaturate နော် desaturate ကျတော့လုံးဝအဖြူမဲ့လုပ်လိုက်တာ black and white တော့မတူဘူးနော်သူက desaturate ဆိုတာက saturate ဆိုတာကသူကအရောင်ပို့ပြီးတောက်လောင်လုပ်တာသူကလာနဲ့တူပေါ့နော်ပြရတယ်ဆိုလို့ရှိရင်လည်းအရင်ပြသွားအောင်နော်ဝါတယ်ဆိုလို့ရှိရင်တခါဝါထင်ထွက်သွားအောင်လုပ်သွားတာဒီမှာ desaturate ကျတော့ပြန်ပြီးတော့ short ချပလိုက်တာ color saturation တွေကိုလုံးဝ0 short ချပလိုက်တာ image adjustment desaturate နော်ဒါမျိုးနောက်တစ်ခု image adjustment match color နော် match color နားလည်ဖို့အတွက်ကြတော့ပုံနှစ်ပုံဖွင့်ထားမယ်ကျွန်တော်နော်ဘယ်လိုပုံမျိုးနဲ့ဆန်းပြအောင်လဲဆိုတော့ဒီကောင်လေးဆန်းပြမယ်ဆိုတော့ဒါမျိုးလေးပေါ့ပုံလေးနှစ်ပုံနော် arrange documents နဲ့ကျွန်တော်စီးပြမယ်ဒါဆိုဒီပုံဆိုလို့ရှိရင်ညနေဆောင်ပုံစံလေးသူပုံစံလေးနော်ဒါဆိုလို့ရှိရင်တော့မနက်ပိုင်းပုံစံလေးပေါ့ကဲဒီမနက်ပိုင်းကိုကျွန်တော်ညနေဆောင်ပုံစံလေးလုပ်ချင်တာပေါ့သူ့ထဲမှာပါတယ် color တွေကိုဒီထဲလာပြီးတော့ရောချင်တာပေါ့ဒါဆိုလို့ရှိရင်ဒီပုံရွေးထားတယ်သူ့နာမည်တော့သိဖို့လိုတယ် A130 နော်ဒီ file ရွေးထားတယ် image adjustment match colorနော် match color ပြီးပြီဆိုတော့မှဒီနေရာမှာ source နေရာမှာနော် A130 နော် A130 ဒီပုံရဲ့နာမည်ကိုပြန်ရွေးပေးမှာ A130 ရွေးလိုက်ပြီဆိုတော့လည်းဒီမှာသူ့ရဲ့ color တွေဒီဘက်ဝင်လာပြီနော်အကုန်မလိုချင်ဆိုလို့ရှိရင်ဒီမှာ fade မှာတိုးပေးလို့ရတယ်နော် fade ကိုတိုးပေးလိုက်တဖြည်းဖြည်းချင်းသူ့ color ကိုရောပေးတာနော်100ဆိုလို့ရှိရင်တော့ငကိုပုံပဲသူကပြန် short လိုက်တယ် short လေးသူ့ရဲ့ color တွေဝင်လာလေးပဲဒါမျိုးလေးပေါ့နော် review ဖွင့်ပေးလုပ်ကြည့်လို့ရတယ်ဒီထိရမယ်နော် color intensity အတူ short လုပ်ပေးနိုင်နေတယ်နော် luminance အလင်းမောင်ပြင်လို့ရပြီဒီထိရမလားဒါက match color ကိုသုံးသွားပေးတဲ့အပိုင်းနော်နောက်ဘာလို့ရှိအောင်လဲ replace color လဲသူကကျွန်တော်တို့ဒီ hue saturation နဲ့နည်းနည်းဆင်တယ်နော်သူတို့မတူကြဘူးပဲဒီကောင် image adjustment replace color ဒီအဝါရောင်ပိုင်းတွေပေါ့နော် first နဲ့အတူ short လုပ်ပေးတယ်ဒီအဝါတွေကိုအာရုံပြောင်းနေတာလေဒီမှာပြောင်းလို့ရတယ် replacement color မှာရွေးပေးလို့ရတယ်ဒီအရောင်ပြောင်းနေတာဟုတ်ပြီသူရဲ့ saturation ဘယ်လောက်ထားခြင်းလဲသူရဲ့ light နဲ့နော် hue အရောင်ပြောင်းဆက်ချင်နေလားရွေးပေးလို့ရတယ်နော် first နဲ့တန်မှုအတူ short လုပ်ကြည့်လို့ရတယ်ရမယ်နော်ဒီလိုနည်းနဲ့တုံသွားပေးတာ adjustment ပိုင်းတွေကတော့ဒီလောက်ပါပဲနော်ဒီလောက်တည်ထိုင်အဆင်ပြေတယ်နော်နောက်တစ်ခုကျွန်တော်ဘာပြောပြရမလဲဆိုတော့ filter ပိုင်းတွေကနည်းနည်းပြောပြရမယ်နော် filter ပိုင်းတွေကဘာကိုအရင်ပြောပြရမလဲဆိုတော့ vanishing point ပြောပြမယ်နော်ဒါတော့လိုတယ်နော် vanishing point ကိုဒီကောင်နဲ့ဆန်းပြမယ်ဒီပုံလေးနဲ့ပေါ့နော် Photoshop ပါတယ် default ပုံလေး vanishing point ဆိုတာကတော့ perspective ပုံတွေကိုပြင်တဲ့အခါမှာအသုံးဝင်တယ်ဒီပုံတွေကိုကျွန်တော်တို့သိတဲ့ tool တွေနဲ့ပြင်မယ်ဆိုလို့ရှိရင်နည်းနည်းသိလာတယ်နော်ဘယ်လိုမှအဆင်မပြေဘူးအဲ့အတွက် filter ကနေ vanishing point window ရဲ့အရင်ဝင်ပြီးတော့မှပြင်မယ်နော် filter တွေကနေ vanishing point နော် vanishing point window ကျလာပြီဆိုတာနဲ့အချုံချက်ဒီမှာလုပ်လို့ရတယ်နော်ချုံချက်လုပ်လို့ရတယ် control speed auto speed လည်းသုံးနိုင်တယ်ဒါ create plane 2ယူလို့ယူပြီးတာပါเนาะ D2 ယူပြီးတော့သူက point 4 point သတ်မှတ်ပေးရမယ် perspective အနေထားတိုင်း point 4 point သတ်မှတ်မယ်
create plane to ယူပြီးတော့ point 4 point သတ်မှတ်ပေးမယ်ကျွန်တော်တို့ဒီပြင်မဲ့အပိုင်းကိုပေါ့နော်ဒီပိုင်းဒါမျိုးပေါ့ဒါမျိုးလေးနော်သတ်မှတ်ပေးရမယ်ဒါမျိုးပေါ့နော်ပြနေမှန်နေတဲ့ပြတိုင်းတော့မမှန်သေးဘူးသူကပြင်တော့ပြင်ပေးရအောင်ပါနော်ချုံချက်တွေပြန်လုံနိုင်တယ်ဒီမှာလုပ်ပေးမယ်နော်နီနေတော့မှားတယ်နီနေမှားတယ်ဝါနေလဲမှားတယ်ဒါမျိုးမဖြစ်သင့်ဘူးပေါ့ပြနေမှန်တယ်နော်ပြတိုင်းမဟုတ်ဘူးသူ့ပုံစံတစ်ချက်ကြည့်ကျွန်တော်ဒီမှာကျွန်တော်ပုံမှာပါနေတဲ့ line အဆောင်လေးတွေနဲ့သူ့ရဲ့ grid line နဲ့အနည်းဆက်ဆုံးတူနေရမယ်နော်အဲ့ဒါလည်းရှိသေးတယ်သူကဒါမျိုးပေါ့နီးစက်ဆုံးဖြစ်နေရမယ်ဒါမှသူကနော်ဒါမျိုးလေးပေါ့ကြည့်ဟုတ်ပြီမြင်ဝင်ချက်လိုက်မယ်ကျွန်တော်ဒီမှာပြင်နေတာကဒီ brush ကိုဖြောက်ချင်တာဒါဆိုဒီနေရာပုံကြီးတွေကို copy ကူးသွားလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ selection ကြည့်ယူမယ်နော် mark to နော် selection ကြည့်ယူလိုက်မယ်ပြီးတော့ feather ပေးမယ်နော် feather တော့ပေးတင်တယ်ကျွန်တော်ပုံပေါ်မူတည်ပြီးတော့ feather တန်ဖိုးထည့်ဒါတော့နော်ပုံ resolution ကောင်းရင်များများတင်မယ် resolution နည်းမယ်ဆို feather တန်ဖိုးရှုံးမယ်ရိုက်ထည့်လို့လည်းရတယ်နော်ပြီးပြီဆိုတော့မှဒီနေရာကို selection ပေးမယ်ကောင်းတဲ့နေရာကိုပေါ့နော် selection ကွက်ပေးလိုက်ကျွန်တော်သတ်မှတ်ထားတဲ့ plane တိုင်းသူကထွက်ပြီးသွားတယ် selection ကcopy ကူးမှာဖြစ်တဲ့အတွက် order ကိုဖိနော် left click နဲ့ drag လုပ်သွားအောင်မယ် order ဖိပြီးတွန်းသွားအောင်မယ်သူ drag လုပ်သွားဟိုဘက်တစ်ပဲရွေ့နေ shift ကိုဖိတာနော် shift ကိုဖိပြီးတာပြီးဖုံးမဲ့နေရာရောက်တဲ့အခါ click ကိုလွှတ်ချလိုက်ပေါ့ order ဖိပြီးပွားတယ် shift ကိုဖိထားတယ် order ဖိပြီးပွားတယ် shift ကိုဖိထားတယ် okay ပြီးအပြင်မှာတစ်ချက် click လိုက်အောင်မယ်ဒါမျိုးပေါ့နော်ပင်ဒီနေရာလေးကြံနေတယ်ဒါကတော့ကျွန်တော်တို့နည်းနည်းတော့ကြံပါဘောနော်နော် order ဖိပြီးပွားတယ် shift ကိုဖိထားတယ်ဒါမျိုးလေးပေါ့ပြန်ပြင်လို့ feather များများပေးလိုက်ရတယ်ဒါနော် feather များများပေးလို့ရတယ် feather ကိုကျွန်တော်10လောက်ပေးလိုက်မယ်ပြီးတော့မှဒီနေရာကွက်လှီးလိုက်တယ် order နဲ့ပွားတယ် shift ကိုဖိထားတယ် okay ရတယ်နော်ဒီလောက်တော့ရှိတယ်ပင်ဒီကောင်ဖြောက်ချင်တယ်ဆိုလို့ရှိရင်လည်းပဲခုနအနည်းနဲ့ပဲ copy ပွားဖြောက်လို့ရတယ်နောက်တစ်နည်းကသူကဖြောင်းမဲ့ပုံကိုဆက်လက်ပေးလိုက်နော်ဖြောင်းမဲ့ပုံကိုဆက်လက်ပေးတယ် control ဖိလိုက်လေရတယ် control ဖိပြီး drag လုပ်သွားခဲ့ shift ကိုဖိတာဒါမျိုးသူကအစားထိုးလိုက်တာဒါကြတော့နော်အစားထိုးသွားတာနော်ဒီလိုနည်းနဲ့လည်းဖြောက်သွားလို့ရတယ်ရမယ်နော်ပြီးတော့မှ okay ရတယ်နော်ဒါက filter တွေက finishing point ကိုတုံးသွားတယ်ပါနောက်တစ်ခု filter ထဲမှာဘာတွေသိထားရမလဲဆိုတော့ကျွန်တော်တို့ဒီ lens flare ပုံ effect ပေါ့နော် lens flare ကြတော့သူကဒီမှာကျွန်တော်တို့ night scene နေမှာနော်ဒီ runner လုပ်တဲ့အခါ night scene နေမှာကျွန်တော်ဒီမီးထွန်းတဲ့ပုံစံလေးတွေပေါ့ custom ပြန်လုပ်ချင်တဲ့အခါမှာတုံးပေးတယ်ဒီမှာတော့ကျွန်တော်တို့ကားလေးကိုမီးထွန်းကြည့်အောင်နော် filter runner lens flare နော် filter runner lens flare filter runner lens flare lens flare ထိုင်လို့ပေါက်ကြတဲ့အခါမှာဘယ်နေရာမှာ flare 2ထားမလဲဆိုတာရွေးပေးလို့ရတယ်နော်ဒီနေရာထားချင်တာနေရာတော့အတိအကျချလို့မဖြစ်နိုင်ဘူးကျွန်တော်နော်တော်တော်ချိန်ယူနေရတယ်နောက်ဆုံးဘာရှင်းထိလဲဒီကောင်ချဲဝင်မပြူသေးဘူးဒါပေမဲ့ကျွန်တော်မှတစ်ခုတော့ရှိတယ်နေရာအတိအကျထားခြင်းတယ်ဆိုလို့ရှိရင်တဲ့ပေတောင်တော့ခေါ်တာ control R နဲ့ခေါ်တယ်နော် software တော်တော်များများမှာ control R နဲ့ပေတောင်ခေါ်တယ်အဲ့ဒီပေတောင်လဲကျွန်တော်တို့ inch နဲ့မသွားဘူး base နဲ့သွားမယ်နော် right click ခောက်တယ် base ပြီးရင်သူ့ location တစ်ချက်ကြည့်ကြည့် pointer လေးပြေးနေတယ်ဘယ်လောက်မှရှိလဲ320လောက်မှသူရှိတယ်ဒါ x ဝင်ရိုးနော် y ဝင်ရိုးကြတော့နော်ဒီကောင်ခဏ high လုပ်ထားမယ်
step ခုံလို့ရတယ်နော်ဒူဘာတွေပဲလက်တွေခဏဖြောက်ထားစဉ် step တစ်ချက်နဲ့ဘယ်လောက်ရှိလဲ310မှာရှိတယ်သူနော်ဒီကောင်310 320 320ပေါ့နော်320 310နော်သူရဲ့ location တစ်ချက်မှတ်ထားပြီးတော့မှ feeder runner lens flare ဒီနေရာမှာ order ဖိပြီး left click တစ်ချက်နဲ့နော် order ဖိပြီး left click တစ်ချက်နဲ့နော် order ဖိပြီး left click တစ်ချက်နဲ့နော် press high flare center ကြားတဲ့အခါရွေးပြီးလို့ရတယ်x win u က320 y win u က310 okay ဒီနေရာကိုကြည့်ရတူလားဆိုနော်ပြီးပြီဆိုတော့မှာသူရဲ့ brightness တန်ဖိုးအတူလျှော့လုပ်နိုင်တယ် lens type တွေရွေးနိုင်တယ်50 to 300 mm zoom နော်ဒါမျိုးတွေရိုက်တဲ့ပုံစံမျိုးကျွန်တော်ကာမီထွန်းတဲ့ပုံစံဆိုတော့ဒါမျိုးလေးအဆင်ပြေမယ် okay ဒီနေရာကွက်တီပဲသူရမယ်နော်ပြန်ပြင်လို့တော့မရပါဘူးနော်လက်ရှိလေယာထဲမှာသူထားသွားတာနော်ပြီးမှတစ်ခုချင်းပြင်တဲ့နည်းပြောမယ်ပြင်ဒီဘက်ပိုင်းဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာနော် screen mode ကျွန်တော်ချိန်လိုက်တယ်ပြင်နေရာမှာကြည့်လိုက်တယ်ဒီကောင်ဆိုလို့ရှိရင်ဘယ်လောက်918ဒီဘက်က324ပေါ့နော်918 324ဟုတ်ပြီ feeder runner lens flare order left click 918 324 okay ပြီးတော့မှ okay ရပြီဒီစီရမယ်နော်ကဲဟုတ်ပြီဒါတွေကတော့ပြင်လို့မရတော့တခုချင်းပြင်နေတယ်ဆိုလို့ရှိရင်ဒါမျိုးမတော့အောင်နော်တခုချင်းပြင်နေတယ်ဆိုလို့ရှိရင်တော့နောက်တစ်နည်းနဲ့သွားမယ်ကျွန်တော်နော်တခုချင်းပြင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဘာနဲ့သွားမလဲဆိုတော့ဆိုတော့ဒီနေရာလေးမှာထားကြည့်အောင်နော် layer တက်တောင်းပေးလိုက်ပါ layer ပဲလက်ထရ create new layer ပြီးတော့အဲ့ဒီထဲကိုကျွန်တော် default color ယူပြီးတော့ဒီနှိပ်ပြီးတော့နော် foreground color ဖြည့်ခြင်းနဲ့ layer တက်ထဲကို alter delete ဒါမှ alter backspace ဒါပြောခဲ့ပြီနော်ပြီးပြီဆိုတော့မှကျွန်တော်တို့ feeder runner lens flare နော်လေကောင်ထားလောက်မှာပဲကျွန်တော် size ကိုတေးသေးလေးထည့်လိုက်မယ်ကျွန်တော်သုံးမယ်နော် flare ကခက်သေးသေးပဲလိုချင်တော့ okay ဒါလေးပေါ့လိုချင်တာကျွန်တော်ဒီဘိုင်းလေးပဲလိုချင်တာနော်အဲ့ဒီဘိုင်းလေးကိုပဲကျွန်တော် selection ပေးလိုက်မယ်ကြိုက်တဲ့ selection 2ကိုသုံးပါဒီညမှာတော့နော်ကြိုက်တဲ့ selection 2ကိုသုံး lasso 2နဲ့ white ပေးလိုက်လေဖြစ်တယ်ကြော်ပြီးတက်လောက်ပဲ feather တော့များများပေး right click feather နော် feather တန်ဖို့များများပေးမယ်အနားဖွာမှာပို့ပြီးတော့ကျွန်တော်တို့မတိတာမှာထည့်ထားမယ်နော်အဲ့ဒါကျွန်တော် resolution ပေါ်မူတည်ပြီးတော့ဒါတိလောက်ပေးလိုက်တယ် okay ပင် control J right click layer file copy ဒါတိပြီးသားကျွန်တော်တို့နော်ပေါ်တက်သွားပြီပင်ဒီအမယောင်လေးရမလို့တော့ချက်ချမိုက်ဖုန်းနဲ့ဆွဲထည့်နော်နေရာရွှေ့ကြည့်ပါ move to နဲ့အဆင်ပြေလားမပြေသေးဘူးသူကအမယောင်နေပါသေးတယ်နော်သူက layer တစ်ခုမှရှိတယ်အမယောင်နေကိုဖြောင်းလိုက်ခြင်းနဲ့သူက layer blending mode မှာ screen ကိုရွေး blending mode ကို screen change လိုက်တာဒါဆိုဒီ layer ထဲမှာပါတဲ့အမယောင်နေဖြောက်ပြီးသွားတယ်ဆိုတာဒါမျိုးနော်ဖြောက်ပြီးသွားတယ်နော်ကြိုက်တဲ့နေရာရွှေ့ထားရပြီဒီ lighting ပြင်သူရဲ့ intensity လျှော့ခြင်းလား intensity တော့မဟုတ်တော့ဒီမှာ opacity နော် opacity ကိုအတူလျှော့လုပ်ပေးလို့ရတယ်နော်ဒါမျိုးဒါဆိုလို့ရှိရင်တော့ order နဲ့ကြိုက်တယ်လို့ပွားလို့ရပြီရမှာနော်ဒီလိုနည်းနဲ့ဒီ lens flare ကိုလိုသလိုသုံးသွားလို့ရတယ်ဟုတ်ပြီဒါက lens flare အပိုင်းနောက်ကျွန်တော် filter ထဲမှာဘာတွေတည်တင်နေလဲဆိုတော့နော် render ထဲမှာအများကြီးရှိပါတယ် render ထဲမှာဆိုလို့ရှိရင် filter runner နောက်တစ်ခု lighting effect ဆိုလည်းရှိသေးတယ်နော်အများကြီးပြင်သွားလို့ရတယ်ဒီနေရာမှာ backlight ကိုရွေးမယ် spotlight နော် direction တွေချိန်လို့ရတယ်ဒါမျိုးနော်သူရဲ့ intensity ချိန်လို့ရတယ်သူရဲ့ color ချိန်လို့ရတယ် okay ဒါမျိုးပေါ့okay ဒါမျိုးရမယ်နော်ကဲဟုတ်ပြီနောက်တစ်ခုကျွန်တော်ဗာဆက်ပြောအောင်လဲဆိုတော့ဟိုတနေ့ကပုံလေးတစ်ချက်ဖွင့်လိုက်မယ်
နော်ဒီထဲမှာ light တင်လေးနည်းနည်းပြန်ချိန်ကြည့်အောင်လူတွေပါထည့်ပြပြပါနော်ဟိုဒီမှာရှိတယ်နော်လူတွေပါထည့်ပြပြဟုတ်ပြီနော်ဒီကားမှာဆိုလို့ရှိရင် light တင်ချိန်မယ်ဆိုလို့ရှိရင်နော်ဘာနဲ့ချိန်မလဲကျွန်တော်ကားကိုရွေးလိုက်တယ်cap နဲ့ပဲတစ်ချက်ချိန်ကြည့်အောင်မယ် control n နော် cap နဲ့ကျွန်တော်မှောင်ပြလိုက်မယ်နော်မှောင်တဲ့အချိန်မှာအကုန်လုံးမှောင်သွားတာတော့အကုန်လုံးမှောင်ကြအောင်ဟောဒါမျိုးတော့မှောင်လို့အဆင်မပြေဘူးတော့နော် lighting ကဒီလောက်ကတော့ပြန်ဝင်အောင်ပါဒီနောက်ပိုင်းလေးပဲမှောင်ပါလိအဲ့ဒါကျွန်တော်တို့ဂါလီယာကိုယူထားတယ်ပန်တူးလေးနဲ့ကျွန်တော်အရေးမကြမဲ့အပိုင်းလေးကိုကောက်လိုက်တယ်ဒါမျိုးလေးပေါ့နော်ဒါအရေးမကြောက်ဟိုဘက်ကတော့အရေးကြောက်ပဲပေါ့နော်ဒါမျိုးလေးဒါအရေးကြမဲ့အပိုင်းလေး sorry နော် right click make selection feather များများလေးပြပါနော် feather ကျွန်တော်30လောက်ပြလိုက်မယ်ပြီးပြီဆိုတော့မှ level ချိန်မယ် image adjustment level control L နော် level ချိန်ပြလိုက်မယ်နော်ဒါမျိုးပေါ့ဒါမျိုးဒါဆိုလို့ရှိရင်ဒီနောက်ပိုင်းပဲမှောင်တယ်ရှေ့ပိုင်းလုံးမှာမှောင်တော့ဘူးတော့နော်ဒီလိုနည်းနဲ့ချိန်ပြီးတော့မယ် okay select ဖြောက်တယ် select ကနေ deselect ဒါမျိုးပေါ့ဒါမှအဆင်ပြေမှာအကုန်မှောင်တော့နော်ဒီပိုင်းလေးနဲ့မှောင်နေသေးရဆိုလို့ရှိရင်လည်းတစ်စီးလုံးပြန်ချိန် control L နဲ့ပဲပြန်ချိန်ပြီးဒါမျိုးလေးပေါ့ဒီထိရမယ်နော်လူမျိုးချိန်ပြီးတော့မယ်နော်ဒါက adjustment ကိုတုံးသွားတဲ့အပိုင်းလို့ဒီလိုတုံးသွားလို့ရတယ်နောက်တစ်ခုကျွန်တော်ဘာပြောပြအောင်လဲဆိုတော့နော်ဒီ2တွေပြောပြပြီးပါလားပြောပြပြီးပါနော်ဒီ2တွေပြောပြပြီးပါဟုတ်ပြီဒီ2တွေအောင်ဗလာ2တို့ရှာပန်2တို့ပြောပြီးသွားတယ်နော်နောက်တစ်ခုကျွန်တော်ဘာတွေသိထားအောင်လဲနောက်တစ်ခုပါရှင်းမလဲစာပြီးသွားပြီလားတိုက်ပိုင်းပြီးသွားရင်စာရိုက်တဲ့ပိုင်းပြီးသွားရင်နော်ကဲဟုတ်ပြီနောက်တစ်မှာတကယ်လို့လိုရယ်ဆိုလို့ရှိရင်တော့ဒီကနေပုံလေးယူသုံးလို့ရတယ်နော် shape 2လို့ပါတော့ rectangle 2ဆိုလို့ရှိရင်လည်းဒီမှာ rectangle သူ့ရဲ့ option ကိုဒီမှာရွေးလို့ရတယ်နော်ဒီရတယ်ဒီမှာဒါအဓိကပဲလေ rectangle 2ဆိုတော့ယူလိုက်တယ်ပြီးလို့ရှိရင်ဒီမှာနော် shape layer နဲ့သွားမှာလား patch နဲ့သွားမှာလား face bezier နဲ့သွားမှာလားနော် shape layer နဲ့ဆိုလို့ရှိရင်သူကဒီမှာ layer အသစ်တစ်ခုနဲ့သူကသွားပြီးတယ်ကိုယ်ပိုင် layer နဲ့ပေါ့ဖြတ်ချင်လွယ်တကူပဲဖြတ်လို့ရတယ်နော်ပင် patch ကြတော့ကျွန်တော်တို့ပန်တူးကောက်သလိုပဲနော်လမ်းကြောင်းလေးပဲသူကလုပ်ပေးမှာပြီးတော့မှကြိုက်တာခိုင်းသူနော် patch ထဲမှာအကုန်ရှိတယ်မလို့ချင်းဖိုင်ပုံနဲ့ဆွဲထည့်နော် face bezier ကြတော့လက်ရှိ layer ထဲမှာပဲသူကအလုပ်လုပ်သွားတာcloud layer ဆိုတော့ cloud layer ထဲမှာပဲအလုပ်လုပ်သွားတာဆို foreground layer နဲ့နောက်ဆုံးမှရလိမ့်မယ်အဲ့ကြရင်တော့နော်ဒါမျိုးပေါ့တကယ်တမ်းသုံးမယ်ဆိုလို့ရှိရင်တော့patch နဲ့ကိုအောင်လို့ပြင်သုံး selection ပေးပြီးသုံးလို့ရတယ်နောက်ဒီကောင်နဲ့ဆိုလို့ရှိရင်တော့အများကြီးလုပ်လို့ရတာပေါ့နော် style လေးလည်းဒီမှာရွေးပေးလို့ရတယ်ဆို style လေးအများကြီးရှိတယ်နော် web style ဆိုလို့ရှိရင်ဒီကောင်နဲ့မေးတဲ့အခါမှာသူက okay ဆိုလို့ရှိရင်ကျွန်တော်ရွေးလိုက်တဲ့ web style တစ်မျိုးပဲကြံခဲ့ရတယ် append ဆိုတော့မှအောင်မှာကျွန်တော်တို့ style တန်းရှိတယ်ဒါမျိုးလေးပေါ့နော်ပေါင်ခတ်ဖို့အတွက်အလွယ်တကူပဲသူ layer style နေကျွန်တော်ပြောခဲ့ဘူးလားဒီကောင်နေပြောခဲ့ဘူးလားပြောခဲ့တယ်နော်ပြောခဲ့နော်ဒီကောင်ဟုတ်ပြီ test ပိုင်းလည်းပြောပြီးသွားပြီနော်ဘာတွေကျန်သေးလဲနော်ဘာတွေသိထားအောင်လဲဆိုတော့ runner ပိုင်းနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီဒီနေရာလေးနဲ့ပြောကြအောင်ဒီမှာမြက်ခင်းဘယ်လိုမှအဆင်မပြေဘူးနော်ကြည့်လို့မကောင်းလေအဲ့တော့မြက်ခင်းတွေစားထုတ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့နော်မူရင်းပုံတစ်ပုံပေါ့မြက်ခင်းရှိတဲ့ပုံတစ်ပုံကျွန်တော်ခေါ်လိုက်မယ်
နော်ဒီမျက်နဲ့အဆင်ပြေပါမယ်ကဲဟုတ်ပြီနော်ဒီထဲမှာကဲဆိုပါတော့ဒါမျိုးပေါ့နော်ဒီထဲမျက်ခင်လိုချင်တယ်ပေါ့ဒါဆိုလို့ရှိရင်သူ့ကိုဆွဲထည့်လိုက်တယ် drag လုပ်လိုက်တယ်နော် screen mode ချိန်လိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီအိမ်လေးရဲ့အောက်မှာထားမယ်နော်အိမ်လေးရဲ့အောက်မှာထားလိုက်တယ်ပြီးရင် control D နဲ့ချုံချယ်လုပ်တယ်နော်အိမ်လေးကိုခဏ fade လုပ်ကြည့်မယ် opacity short ကြည့်နော်သူခဏ lock လုပ်ထားနော်ပြီးရင် auto select ကိုလည်းကျွန်တော်ဖြုတ်ထားလိုက်မယ်နော်ပြီးရင်ဒီ layer 1လေးခဏရွှေ့ကြည့်မယ်မြက်ခင်းနဲ့ကျွန်တော်တို့ထည့်မဲ့နေရတဲ့အဆင်ပြေလာပေါ့နော်ဒါမျိုးလေးဟုတ်ပြီအဆင်ပြေတယ်ဒီမှာနော်ဒီမြက်ခင်းနဲ့အဆင်ပြေတယ်ပေါ့ဒီနေရာအကုန်ဝင်တယ်ဟုတ်ပြီ house ကိုကျွန်တော် opacity ပြန်တိုးပေးလိုက်တယ် layer 1ကိုရွေးထားတယ်ပြီးတော့မှဒီ house layer မှာတဲ့နော်လောက်ဖြုတ်လိုက်တော့မယ် max လုပ်ပြီးလို့ရတယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်သူ့အပေါ်မှာရှိနေတဲ့အတွက် eraser နဲ့ဖြတ်လိုက်အောင်ရပါပြီနော် eraser 2ယူလိုက်တယ်ရိုးရိုး eraser 2ယူတယ် right click နဲ့အနားဖွာတာရွေးတယ်ပေါ့နော်သူပုံမှန်တိုင်းဆိုလို့ရှိရင်သူဒီ CS5 မှာ default ကျလာတဲ့ကောင်ကအဆင်မပြေသေးဘူးနော် reset brush ကျွန်တော်လုပ်လိုက်မယ် default ကဘယ်လိုမှအဆင်မပြေသေးဘူးနော်တော့ basic brush ကိုခေါ်ပြီးနော် menu ကနေပြီးတော့ basic brush append နော်အဲ့ဒီမှာတော့အများကြီးပါလာတယ်နော်အနားဖွာတယ် brush ကိုရွေးပေးလိုက်တယ်ဆိုတော့အခုသုံးတာ eraser နော်ဖြည့်စီလိုက်နော်အောက်ကပုံနေပေါ်လာပြီအောက်ကမြက်တွေပေါ်လာပြီပေါ့နော်ဒီလိုနည်းနဲ့သုံးသွားမယ်လေလိုဖြတ်လိုက်လဲရတယ်လို့ဖြတ်လိုက်တာဆိုတော့ non chain ပြန်ခေါ်လို့အဆင်ပြေတော့လေအဲ့တော့ max လောက်ထားမယ်ဒါမျိုးပေါ့နော် add layer max ဒါညီမအရင်တော့သုံးမှုထားလို့နော် Photoshop နဲ့သုံးမှုလို့ဒီကောင်နဲ့ထည့်ပြောလို့အဆင်ပြေတာခုမှစသုံးတယ်လို့ဆိုတော့တိတ်အဆင်ပြေတယ်လို့နော် max ပြီးတော့မှတော့ဒါ view layer ပိုင်းဒါ max ပိုင်းယူလိုက်တယ်တော့ max လုပ်မယ်ဆိုလို့ရှိရင်တော့ဘာလုပ်ရလဲ brush နဲ့ပုတ်ပေးရတာလीအဲ့တော့ brush တို့ယူတယ် B ပေါ့ B နှိပ်လိုက်ရတယ်နော်ရိုးရိုး brush right click နော် size ကိုတွန်းဝင်ပေးနေပြင်တယ်တော့ max လုပ်မယ်ဆိုလို့ရှိရင်အမဲအောင် brush နဲ့ပွင့်ရင်ဖုံးပလိုက်တာအဖြူအောင်ပိုင်းကြတော့ပြန်ဖော်တာကျွန်တော်အမဲအောင် default ကလည်းယူထားတယ်နော် switch လုပ်ချင် X နဲ့ switch လုပ်လို့ရတယ်နော် switch foreground and background color X ဒီကောင်နေ max လုပ်လိုက်ရတယ်ဒါဆိုဒီကောင် max လုပ်လိုက်တဲ့အတွက်အောက်ကပုံကြီးလမ်းတွေ့ရတာပေါ့ဒါပဲသူကဒီနေရာမှာလုံးဝကျွန်တော်အတိအကျလိုချင်တာဆိုလို့ရှိရင်ဘာလုပ်ထားလို့ရလဲပန်တူးနဲ့ selection ပေးထားနော်ပန်တူးနဲ့ selection ပေးထားဒီဘိုင်းလေးဒါမျိုးနော်ဒီဘိုင်းလုံးဝမကြော်ချင်ဆိုတော့right click make selection feather တန်မှုပေးပြီးပေါ့နည်းနည်းပဲထားမယ်ဒါပြီးတော့မှ brush ပြန်ယူရဲအမဲရောင်ဖုံးပေးလိုက်အောင် selection area အတွင်းမဲ့လှုပ်တဲ့အတွက်အဆင်ပြေသွားတယ်သူရမယ်နော် selection ပြန်ဖြောင်းလိုက်တယ်နော်ဒီနေရာတွေကျန်နေဘလုံးမအဆင်မပြေကြည့်မကောင်းနော်အဲ့ဒါကျွန်တော် brush 2ယူရဲ right click ခောက်တယ် default မှာကတော့မြက်ပင်လေးပါတယ်နော်ရွေးလိုက်တယ် setting ချိန်နဲ့လား brush setting ဒီ brush က setting လေ brush setting ချိန်ရင်ဒီမှာရှိတယ်နော် F5 နှိပ်လို့ရတယ် function key F5 နဲ့နော်နှိပ်ပြီးချိန်လို့ရတယ် shade dynamic မှာဒီ size တွေပြင်နိုင်တယ် size ချက်တော့ size ကိုကြီးသေးပြင်နိုင်တယ်ပြီးရင် angle ချက်တော့နော် angle color dynamic ကိုတော့လုံးဝမဆက်နဲ့နော်အခုကျွန်တော်အနက်အောင်နဲ့ပဲလိုချင်တာကို max လုံးနော် color dynamic ဖြုတ်ထားလို့ရတယ်နော် okay size ကတော့တုံဝင်တာတုံဝင်နဲ့တောင်းမယ် max လုံးမယ်အမဲရောင်နဲ့ brush ကိုညနေယူထားတယ်တော့ပေါ့နော်ဒါမျိုးလေးပေါ့နော်ဒီအနားဆောင်လေးတွေကိုကျွန်တော်လုံးဝဒုံးတီးမလို့ချင်းလို့ရမယ်နော် max လောက်သွားတာ
okay okay ရမယ်နော်ဒီဘက် channel ဒီတိုင်းပဲလုပ်သွားပေးလို့ရတယ်နော်ဟိုကျွန်တော်လုပ်ပြရင်တော့ကြာသွားလိမ့်မယ်နော်ကဲဟုတ်ပြီဒီလိုနည်းနဲ့တစ်ခုချင်းစီတုံးသွားလို့ရတယ်ဒါတော့ပို့ပြီးတော့ကြည့်ရအဆင်ပြေတယ်ကဲဟုတ်ပြီနောက်ဘာတွေသိထားသင့်လဲဆိုတော့ဟုတ်ပြီဒီနေရာကြီးဝင်သွားပြီလေအဲ့တော့ဒီကောင်ကိုလည်း max လုပ်ထားလို့ရတယ်ဒီကောင် add layer max ပြင်တူတော့ YouTube ပဲဒီကောင်နဲ့လုပ်လိုက်မယ်နော်အမဲရောင်နဲ့ပဲဒီကောင်ကြီးဖုံးပေးလိုက်โอเคနော်လိုအပ်မယ်ဆိုတော့မလိုဘူးဆိုလို့ရှိရင်တော့ဖြတ်လိုက်လို့ရပါတယ်နော် max လုပ်လိုက်တာ max ဒီခဏဖြောက်ကြည့်ခြင်း shift နဲ့သွားလို့ရတယ် max ပုံမှာ pointer နဲ့ shift ဖိပြီး left click တစ်ချက်နှိပ်ဒီလိုနည်းနဲ့ max ဒီခဏဖြောက်ကြည့်လို့ရတယ်နော် shift နဲ့တုံးသွားလို့ရတယ် shift ကိုဖိပြီး left click တစ်ချက်နှိပ်ဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းပဲမိုက်ပုံနဲ့ဆွဲချလိုက်နော်ဖြတ်ချင်တယ်ဆိုမိုက်ပုံနဲ့ဆွဲချတယ်၃မျိုးမေးတယ်သူကနော် apply ဆိုလို့ရှိရင်သူကဒီနေရာကြီးကိုဖြတ်ပြီးသား delete လုပ်ပြီးသားဖြစ်တော့ delete ဆိုလို့ရှိရင် max ပဲဖြတ်သွားတာ cancel ကတော့ဘာမှမလုပ်ဘူးပေါ့ apply ဆိုလို့ရှိရင်တခါတည်းတော့ဖြတ်သွားလုံးဝ delete လုပ်တော့နော်အဲ့နေရာမှာ max ကြီးပဲဖြတ်ချင်တာငကိုပုံထားခဲ့မယ်ဆို delete လာမယ်နော်ကဲဟုတ်ပြီဒါ max ကိုသုံးသွားရပါဒီလောက်ဆိုရင်တော့တော်ရပါတယ်နောက်တစ်ခုကျွန်တော်တို့ဆိုပါတော့ဒီနောက်ဒီနေရာလေးတွေမှာပေါ့နော်ဒီနေရာလေးတွေမှာ label တွေပါထိုးချင်တယ်ပေါ့ဒါဆိုလို့ရှိရင်ဘာလို့ရလဲ layer အသစ်တစ်ခုကျွန်တော်ထပ်တောင်းလိုက်တယ် mark v2 UV selection ဆွဲပေးလိုက်တော့ပေတန်နေသုံးလို့ရတယ်နော်လွယ်မယ်ဆိုပေတန်နေသုံးလို့ရတယ်နော်တိုင်းသွားလို့ရတယ်ပေတန်ဖြောက်ခြင်း view တွေကနေ clear ကဒါမျိုးတုံးရတယ်ပြီးရင်ဒီနေရာမှာကျွန်တော်အရောင်ဖြည့်ခြင်းနဲ့အဖြူအောင်ဖြည့်ခြင်းတာ control bash ပေးတောင်း control delete ပေါ့ opacity short ဒါမျိုးလေနော်ပြီးတော့မှစာရိုက်တယ်ပေါ့ဒီပုံမှာနော်အရေးချခြင်းနေတယ်ရေးချလို့ရတယ်ဒီကောင် double click နဲ့ layer style ခေါ်တယ် drop shadow သုံးတော့နော်သူ normal နဲ့ opacity တိုးပေးထားတယ်ရေးကိုရွှေ့လို့ရတယ်ဒါမျိုးလေးပေါ့ခုံလို့သွားလို့ရတယ်ပြင်စာရိုက်ရင်ဒီမှာပို့ပြီးတော့ထင်ရှားအောင်လာတော့နော်ဒါမျိုးလေးပြင်လို့ရတယ်နောက်တစ်ခုကျွန်တော်ပုံတွေအားလုံးပြီးသွားလို့ဘောင်တွေပါခက်ချင်တယ်ဆိုလို့ရှိရင်ဘာလုပ်လို့ရလဲ layer အသစ်တစ်ခုထပ်တောင်းလိုက်မယ်ပုံမှာ control A နဲ့ select all လုပ်မယ် edit ကနေ stroke အနားကွန်နိုင်တယ်နော် edit ကနေ stroke ဘယ်နဲ့ pixel နဲ့သွားမလဲဒီမှာတော့ pixel နဲ့တောင်းပါသူကနော် pixel နဲ့ကျွန်တော်10 pixel လောက်သွားခြင်းနဲ့ဒါကိုပုံပုံမှုတည်တယ် resolution ကောင်းရင်များများပေးပါလိအယောင်ပေါင်ခတ်မဲ့အယောင်ရွေးနိုင်တယ်နော်အနက်ပဲထားမယ်ဒီ selection area အတွင်းထဲကိုပေါင်ခတ်မှာလားအလဲထားပြီးပေါင်ခတ်မှာလားအပြင်ဘက်ကိုပေါင်ခတ်မှာလားရွေးနိုင်တယ် inside mode ကိုတော့ normal ထားမယ် opacity 100 okay ဒါမျိုးပေါ့ပေါင်ခတ်ပြီးသွားတယ်မြန်မာလေးခက်ချင်တာဆိုလို့ရှိရင်တော့ဒီကောင် edit ကနေ stroke မှာတန်ဖို့များပြလိုက်ပေါ့50လောက်ထားလိုက်မှာ okay နော်ဒီလိုနည်းနဲ့သွားလို့ရတယ်ပေါင်မိုက်ခက်လို့ရတယ်နော်ပုံစေ့တာတော့သိမယ်နော် file နေရာနေ save ရှိမယ် cf ရှိမယ်ဒါတည်တယ် format အဓိကပဲနော်ဘယ်နေရာစေ့ချင်လဲပေါ့နာမည်ပေးလိုက်တယ်နော်နာမည်ကြိုက်တာပေးပေါ့ဒီမှာ format ရွေးတဲ့အခါမှာကျွန်တော်တို့ပြန်ဖွင့်တဲ့အခါတလေရာချင်းစီပါခြင်း PSD ကိုသုံးမယ်နော် div ကိုလည်းသုံးနိုင်တယ်နော် div ကတော့ window မှာ preview လည်းပြပေးတယ် PSD ကျတော့ Photoshop တွေကဝင်ကြည့်မှာအဆင်ပြေပါလိမ့်နော် div ကျတော့အပြင်မှာလည်း preview ပြပေးတယ် file size တော့ကြီးတယ်ဆိုတော့ quality ကောင်းတယ်နော် PSD ကတော့ Photoshop နဲ့ဖွင့်မှာအဆင်ပြေတယ်တခြား viewer တွေလည်းရှိပါတယ်နော် PSD ကြည့်လို့ရတဲ့ viewer တွေရှိတယ်နော် standard ထားသုံးတာတော့နောက် JPEG ဒါတော့ပုံထုတ်ဖို့အဆင်ပြေသွားပြီပေါ့နော်ပုံထုတ်ဖို့အဆင်ပဲရှိတော့တယ်ဆိုလို့ရှိရင် JPEG နဲ့စီမယ်ပေါ့နော်
ပုံထုတ်ဖို့အဆင့်ရောက်လဲပဲနောက်တစ်ချိန်ပြန်ပြင်ခြင်းသေးရင် PS နဲ့အရင် backup လုပ်ထား save လုပ်ထားပြီးတော့မှ JPEG ကိုသုံးရမယ်နော်ဒါပုံလေးစေးတယ်ပါတယ်နော်နောက်ဆက်တော့အဆင်ပြေမယ်ထင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့မှာ AutoCAD မှာဆိုလို့ရှိရင် AutoCAD မှာကျွန်တော်လူတွေတစ်ပင်တွေထည့်တဲ့အခါ transparency find the file ပြင် view find the file အဲ့ဒါရှိရနော်အဲ့ကောင်လေးချက်လုပ်ပြမယ်မရှိတော့humanဆိုတော့ကျွန်တော်တို့ဒီမှာဒီပုံကို AutoCAD မှာ material ကတ်မယ်ဆိုလို့ရှိရင်ဒီပုံနီးသွားခဲ့လို့မရအောင်တော့အမဲပါလာနိုင်မယ်နော်အဲ့အတွက် material ကတ်ဖို့အတွက် AutoCAD မှာ material ကတ်ဖို့အတွက်ဆိုလို့ရှိရင်နှစ်ပုံလို့ရတယ်အဲ့နှစ်ပုံဘယ်လိုလုပ်သွားမလဲဆိုတော့ပထမဆုံးရောက်လာတဲ့ပုံ duplicate လုပ်ထားမယ်နှစ် file လို့တော့သူကနော် duplicate လုပ်တာကသူက CS form မှာပဲမရတာပါနော် file မှာပြန်ရတယ် title မှာ right click ခေါက် duplicate image ကနေ duplicate ဒါတော့ပိုရှင်းတယ် image ကနေ duplicate ပေါ့နော်တော့ဘာရှင်းတစ်ခုနဲ့တစ်ခုပြောင်းမယ်ဆိုရင်တော့အပေါ်အောက်ရောက်သွားတယ်နော်မတူတော့ CL3 မှာအပေါ်နားလောက်မှာပါတယ်နော် duplicate ကဒီမှာတော့ဒီမှာနော် duplicate လုံးဝပုံစံတူပွားပလိုက်တာနော် PB11 copy ရဟုတ်ပြီ okay ဒါဆိုနှစ် file ဖြစ်သွားပြီနော်နှစ် file ဖြစ်သွားပြီကျွန်တော်ကဲဟုတ်ပြီဘယ် file ပဲဖြစ်ဖြစ်ပေါ့နော်သူတို့အားလုံးကို transparent ဖြစ်အောင်တော့လုပ်ထားရတယ်ဗျနော် duplicate မလုပ်ခင်လုပ်တာတော့ပိုကောင်းတယ်ဒီကောင်ကိုလုံးဝလူကြီးပဲတည်တံ့ဖြစ်သွားအောင်လေဘာလို့မလဲ background ခွာမယ်နော်ဘာနဲ့ဖြတ်မလဲ select ကနေ color range ကိုလည်းသုံးနိုင်တယ်ဖြည့်ဖြည့်ကိုလည်းသုံးနိုင်တယ် eraser right click magic eraser ဒီပိုင်းနော် tolerance standard ဒါပဲနော်တိတ်တိတ်ပြင်နေတယ်ဆိုလို့ရှိရင်ဒီနေရာကြီးတွေဟာလုပ်ပြီပေါ့right click duplicate okay နှစ် file ဖြစ်သွားပြီနော်ပြီးရင်ဘယ် file ပဲဖြစ်ဖြစ် define file ကိုယူတယ်နော်ပြီးရင် image ကနေ apply image နော် image ကနေ apply image ပြီးရင် channel မှာ transparency တခြားနည်းနဲ့လည်းဖန်ပြီးယူလို့ရတယ်နော် channel မှာ transparency ဒါတော့ပို့လွှဲနိုင်တယ်ပြီးရင် okay ပေါ့ဒီပုံရတယ်နော်နောက်တစ်ပုံအတွက်ကြတော့ဒီဘက်ကိုနှိပ်လိုက်နော် active ဖြစ်တော့နောက်တစ်ပုံအတွက်ကြတော့သူက layer အသစ်တောင်းပေးပါတယ်နော် layer အသစ်တောင်းပေးမယ်နော် layer အသစ်တောင်းပေးမယ်ပြီးတော့မှ image ကနေ apply image နော် image ကနေ apply image ပြီးရင် channel မှာ transparency ပြီးတော့မှ okay နော် layer အသစ်တောင်းထားတဲ့အတွက်ကွာသွားတယ်နော်လွတ်နေတဲ့နေရာတွေကိုအမဲအောင်ဖုံးပလိုက်တာဦးအဲ့အတွက်ဒီပုံကြတော့သူကလွတ်နေရဒီပိုင်းဆိုတော့ဒီပိုင်းကိုအမဲအောင်ထည့်သွားနော်ဒီပုံကြတော့ layer အသစ်တောင်းထားတဲ့အတွက်နော်လွတ်တာကတော့အကုန်လုံးလွတ်တာပဲ layer အသစ်ကိုဒါပေမဲ့ဒီကောင်အပေါ်ကလှမ်းကြည့်လိုက်တော့ဒီကောင်လေးတွေ့နေရတယ်အဲ့တော့မလွတ်တဲ့အပိုင်းကိုအဖြူလွတ်တဲ့အပိုင်းကိုအမဲထည့်သွားโอเคဒီနှစ်ပုံကို save လုပ်ပေးပါနော် save လုပ်မယ် desktop ပေါ်မှာဆိုတော့1လို့ပြောလိုက် JPEG နဲ့ save တယ်နော် quality ကိုကျွန်တော် quality နည်းနည်းပြောပြမယ် quality ကွာတယ်နော် quality ပိုင်းကျွန်တော်ဒီနေရာမှာ smaller file နော် large နော် large file မတူနော်အဲ့ကောင် quality ကျွန်တော်7နဲ့ထားမယ် okay နောက်တစ်ပုံ2နဲ့သွားမယ် JPEG quality 12ဒါပဲတော့ဒါဆိုလို့ရှိရင် material ကတ်တဲ့အခါအဆင်ပြေသွားပြီနော် material ကတ်တဲ့အခါဒီနှစ် file ရှိပြီဆိုလို့ရှိရင် AutoCAD မှာ material ကတ်လို့ရတယ်အဆင်ပြေပြီဒီထည့်ရမယ်နော်ဒါက Photoshop ပိုင်း
မရလို့ရှိရင်လည်းပြန်မေးလို့ရဒီလောက်ဆိုရင်ကျွန်တော်တို့ဒီ runner လောက်ထားတဲ့ပုံတစ်ပုံတော့ပြင်လို့အဆင်ပြေပါမယ်နော်